Ananda Ananda ngaba ko shi phobi de chain kha ma taya we ga Myaw Ukala ba myu ne sa lin yak kwet naiနေထိုင်ကြကုန်တော့တရားဓမ္မများကနေပြီးတော့ဘုန်းကြီးတို့ဒီတရားဝဲကြီးကိုဖင့်ပါတီတွေကောင်းစီတွေအလောင်းကောင်းတော့သမဝါယမအသင်းဖွဲ့တွေလူကြီးမင်းများကိုယ်တိုင်တရားနာပြိဿဦးစီးပြီးတော့ရက်ွက်သူရက်ွက်သားများကနေပြီးတော့တရားဝဲကြီးကိုဖင့်လျောက်ကြဒါနှစ်ညမြောက်ပြီးဆုံးတဲ့နေ့ပေါ့ဒီပြီးဆုံးတဲ့နေ့တရားဝဲကြီးမှာတရားနာပရိသတ်ကလည်းမိမိတို့တက်ဆန်းသမျှဝိုင်းဝန်းပြီးတော့ထူထမ်းလိုက်ကြတာနောက်တစ်ခါဆွမ်းအလူရှင်များကလည်းဥစိုးမြင့်တို့ဒေါခင်မြတို့ဆာလိန်ရက်ွက်ကနောက်ဥကြီးလွင်တို့ဥသမြင့်တို့ဆာလိန်ရက်ွက်ကနောက်ဥခင်မောင်အေးဒေါချင်းအေးဆာလိန်ရက်ွက်ကပြီးတော့လည်းပဲဒီတရားဝဲကြီးနဲ့ပတ်သက်ပြီးတော့အစစအရာရာဘုန်းကြီးတို့အစိုးရမူလဓာတ်မှနေ၍အမကဘုန်းကြီးတို့30မှကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းအုပ်ဆရာကြီးဦးစောမောင်နဲ့တကွဆရာဆရာမများကနေပြီးတော့စီးရင်နေရေးရန်အတွက်အားလုံးကိုဝိုင်းဝန်းကူညီကြလို့ဒီတောင်းချီနေတဲ့ပရိသတ်ကြီးကိုနိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ကြပါတယ်ဒါတွေကိုလည်းများစွာဘုန်းကြီးတို့ကျေးဇူးတင်ရှိပါတယ်ဒါတွေကျေးဇူးတင်ရှိသည့်အလျောက်ဘုန်းကြီးတင်ကျေးဇူးတင်ယုံမှာကတရားပွဲပင့်လျှောက်ကြတဲ့ဟောဒီမြောက်ဥက္ကလာပနဲ့ဆလိန်ရက်ွက်မှရက်ွက်သူရက်ွက်သားရက်ွက်သူရက်ွက်သားယောက်ျားမိန်းမကလေးလူကြီးဒီပုဂ္ဂိုလ်များကနေပြီးတော့များစွာကျေးဇူးတင်ရှိပါတယ်။ကဲဒီတော့တရားနာပိသအခုဟောမဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဒါနကိုဖြတ်ဗိမာန်ပြက်ဆိုတဲ့ဘုန်းကြီးဇတ်လန်းကိုဟောရပိသကြီးဒီနေ့ဟောမဲ့ဇတ်လန်းပါတယ်တော့ဒါနကိုဖြတ်ဗိမာန်ပြက်ပြီးအောင်ပြောခြင်းတော့ပိတ်မှန်လို့ခင်ဗျားတို့ခေါ်ရမှာပေါ့အမှန်ကဘာတစ်ချိုင်နဲ့မရေးချနဲ့နတ်တထားရဒါနကိုဖြက်ဗိမာန်ပြက်ပါတယ်တော့ဒီဒေသနာကိုကျွတ်တို့သုံးလောကထိုထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်ပါပောပိပတ္တိဘတ္တရံအစချီသဖြင့်ဟောအနာရဘိန်တထေးကြီးကိုအကြောင်းပြုပြီးတော့ဟောပါလေဗျာအနာရဘိန်တထေးဆိုတာကျွတ်တို့ငယ်ငယ်တုန်းကတော့မသိလို့ဟာအနာရဘိန်တထေးဆိုတာအနာရီသိပ်ပေါ်တာကွာဒီလိုထင်ခဲ့တာဘယ်ဟုတ်မလဲအနာရဘိန်တထေးဆိုတာအနာထပိန်တိကတ္တလို့ပါသဖြင့်တရားနာပိဋကလည်းတချို့သဘောပေါက်ကြပြီးသားဖြစ်ပါအာထာယအာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့ပုံကိုယ်တွေကိုထမင်းပေးတတ်တဲ့တထေးဗျအနာထပိန္ဒိကဆိုတာဒါကြောင့်အနာထပိန္ဒထေးကိုနားလည်အောင်အဓိပ္ပာယ်ပြန်လိုက်တော့အာကိုရမဲ့နေတဲ့စားရမဲ့တောက်ရမဲ့လူတွေကိုထမင်းပေးတဲ့တထေးလို့အဲ့ဒါလို့မှတ်လိုက်ကြစမ်းသဘောပေါက်သွားပါလားဒီတထေးဒီတရားနာပိဋကရေမြတ်စွာဘုရားကိုရောမြတ်ကြီးအားသာသနာကိုကြည်ညိုလွန်းလို့54ကလေးအကုန်ကြခံပြီးတော့လှူဒန်းခဲ့တယ်တရားနာပိဋကဘယ်နှကလေးတော့အကုန်ကြခံလှူတာအနာရဘိန်တထေးကြီးတောင်မှလှူလိုက်တာ54ကလေးဆိုတော့5ချက်30ခမရသူတာဝန်လေးမနေကြနဲ့နေ့စဉ်ဘုရားကိုရောမြတ်ကြီးကျောင်းတော်သို့3ချိန်သွားဘယ်နှချိန်သွားတော့ပိဋကအဲ့ဒီလို3ချိန်သွားတဲ့အချိန်ခါမှာနတ်နဲ့ခင်းပါနဲ့သွားသလဲလို့ဆိုတော့ယာခုနဲ့လှူစရာလက်ထဲအမြင်ပါနတ်နဲ့ခင်းပါနဲ့သွားတော့ညကျောင်းတော်နေ့လည်းခင်းကြတော့ထောမတ်စီဦးတွေနဲ့သွားနေ့လည်းခင်းကြတော့ဘာနဲ့သွားညချမ်းအချိန်ကြတော့ဟောပန်းစီမီဖျောင်းတိုင်နဲ့တကွတန်ဃာတော်တွေအတွက်လှူဒန်းရန်ပစိုးတွေကိုတစ်ခါယူသွားအနာတော့မလက်ထဲလှူရမပါဘူးလို့ဒီလိုဖြစ်မှာကိုစိုးလို့နာနဲ့ခင်းမှာပါလိမ့်ပြိဿ
ရာခုနေ့လယ်မှာသောဘစီဦးညပိုင်းမှာပန်းပစိုးဆိုတော့အတူကောက်ပေါ့ကွယ်အဲ့ဒီလိုကျောင်းတော်ကိုသွားပြီးတော့လှူဒန်းခဲ့ဒီလိုလှူဒန်းပြီးတော့လာခဲ့ရမှတရားနာပိဋကဒီကနေ့တော့အနာတပိန်တထေကြီးမွဲပြီဒါကြောင့်လဲတချို့ကခုခေတ်ပြောနေကြတယ်ဟေးပုံညာပြီဆိုတာကုံတာရှိတာကွာလှူတယ်ဆိုတာမွဲတယ်ကွာဒီလိုလူတွေလည်းကျွတ်တို့ဗမာပြည်အတော်ပေါ်အဲ့ဒီပေါ်တဲ့လူတွေနဲ့အလားတူတရားနာပိဋကအနာတပိန်တထေကြီးရေနစ်ရဝါကူမဲ့ဗိမာန်အပြက်ခံရမဲ့ပုဂ္ဂိုလ်တော်ကြပေါ်လာလေအနာတပိန်တထေကြီးပဲထီအောင်ငွဲသွားတယ်လဲဆိုတော့ကုံတယ်တွေကနေပြီးတော့ကျွေးယူပြီးချေးကြငှားကြတယ်ငွေပေါင်းက18ကတိတဲ့ပြုပြည်သားကုံတယ်တွေကသူ့ထံလာပြီးချေးငှားယူတဲ့ငွေတွေဘယ်လောက်တော့18ကတိပြီးတော့တရားနာပြည်သားမြေမှာမြုပ်ထားတဲ့ငွေတွေ18ကလေးကလည်းမြည်ရည်တွေကြီးပြီးတော့ဟောသမုတ်တရားကြီးအောင်မြေထဲမျောပါတာဘယ်လောက်တော့18ကလေးကုံတယ်တွေချေးတာဘယ်နှကလေးတော့18ကလေးပေါင်းတော့ဟေးအဲ36ကလေးကွကုံနော်အဲ့ဒီလို54ကလေးအကုန်ရခံလှူရမှ36ကလေးဒီငွေတွေလည်းကုန်ရှိသမျှပစ္စည်းတွေလည်းတဖြည်းဖြည်းလှူးလာလိုက်တာအတော်မွဲသွားဒီလိုမွဲသွားတဲ့အချိန်ခါမှာအကွက်ကောင်းကိုစောင့်နေတဲ့အနာရဝိန္ဒထေကြီးရဲ့အိမ်မှာ4ခုမြောက်သောတကားမှနေတဲ့တကစောင်းနတ်ဘာနတ်တုံးဟိပြည်သားကြီးမှတ်ထားနော်ခမရတို့အိမ်ဒီမှာအိမ်ဆောင်နတ်ဆိုတာရှိအိမ်ဆောင်နတ်လဲအိမ်ဆောင်နတ်တိုင်းကောင်းတယ်မထင်နဲ့ခမရတို့အခုပြောနေတဲ့ခမရတို့ကိုးကွယ်နေတဲ့နတ်ကတော့ကောင်းပါတယ်ဟုတ်တယ်လေတော်ကြနတ်ကကြုတ်မျက်စောင်းထိုးခြင်းထိုးနေမှာတရားနာပိဋကနတ်တွေအကြောင်းကြုတ်နည်းနည်းပြောရမယ်ဆိုရင်ခမရတို့မှတ်လက်ထားပါနတ်ဆိုတာလေနတ်ဗျဒါလောက်ပြောသိတယ်နတ်နော်အခုခင်ဗျားတို့ကိုးကွယ်နေတဲ့အိမ်တွင်းမင်းမဟာဂီရီတို့အိမ်တွင်းနတ်ဆိုတာလေနတ်ကြိုက်တဲ့အစာလေးကျုပ်ပြောနေ့စဉ်လေကိုပြုတ်တဲ့ကုသိုလ်လေးတွေအမျှဝေအဲ့ဒီအိမ်ဆောင်နတ်ကိုမေတ္တာပို့အိမ်ထဲမှာကြက်တွေရုပ်တဲ့စကားတွေကိုရှောင်းအဲ့ဒါနတ်ချစ်ခင်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်မှတ်ထားနော်အုံးပြီးကြောင့်လည်းလက်ဖက်ထုတ်တဲ့ကြိုက်တယ်မယုံလို့ရှိရင်တရားနာပိဋကအဲ့ဒီအုံးပြီးကြောင့်ဖြုတ်တာပြစ်မေတ္တာနိုင်ဖို့အမြတ်အတန်းဝေပါအုံးပြီးကြောင့်တဲ့ကြိုက်အခုတော့ခင်ဗျားတို့ကအုံးပြီးကြောင့်ကြီးတော့ထားပါရဲ့တဏခါးရည်တော့ပက်ပါရဲ့တပြေကက်တော့ထိုးပါရဲ့ပြီးတော့လည်းခင်ဗျားတို့ကအုံးပြီးကြောင့်သားပြီးတော့လည်းအုံးကြီးကြောင့်သားရှိပါပြောမှလည်းမသိဘူးသတိထားတရားနာပိဋကဖြုတ်ရဲလို့ရှိရင်မေတ္တာပို့အမျှဝေပြီးတော့အုံးကြီးကြောင့်ဖြုတ်ပြစမ်းပိဋကကြီးဖြုတ်ရဲပါမလားဟေးကလေးကြည့်ပြောဘယ်မိဘတွေကအိမ်ကြရိုက်လိမ့်မယ်ရိုက်လိမ့်မယ်ကောင်လေးကြည့်ပြောဟဲ့မလုံးနဲ့ကွာဖွားကြီးတွေကသိသန်းနေတာကဲပိဋကကြီးဖြုတ်ရလားဖြုတ်ရပါဦးဗျာကဲမဖြုတ်ရဖြုတ်ကြပါနဲ့ဗျာဒါပဲကောင်းပါပဲတော်ကြဘုန်းကြီးဟောလိုက်တာနဲ့တရားနာပိဋကကိုတတ္တိနဲ့သာကိုဖြုတ်ပါတော့ကျုပ်ရှိမြားဥကလှဲ့လာမှာဘုရားဟောတဲ့တရားယုံကြည်လို့မေတ္တာပို့မယ်အမျှဝေမယ်အုံးသီးကြောင့်တော့မထားဘူးဆိုပြီးဖြုတ်ပြီးဆိုကြပါစို့ကဲအုံးသီးကြောင့်ဖြုတ်တဲ့နေ့ဘိုင်းနာပြီဆိုကြပါစို့ဒီဘက်ကအုံးသီးကြောင့်ရှိတော့ကလည်းနာတာပါပဲဒါပေမဲ့အုံးသီးကြောင့်ကြီးဖြုတ်လို့ဒီဘိုင်းနာတယ်လို့ဖြစ်တော့မယ်ခမည်းတော်ရဲ့ဥပါဒာခေါင်းတိုက်ပြန်တော့လေအုံးသီးကြောင့်ဖြုတ်လို့ကြိုက်တယ်လို့ဖြစ်တော့မယ်မြားကကျုပ်ဘက်ကိုလှဲ့တော့မယ်ဒါကြောင့်မဖြုတ်ရဲမဖြုတ်နဲ့ကြည့်ရှုတာလုပ်ကြဖြုတ်ရရင်တော့ဖြုတ်ပေါ့ဒီအုံသီးကြောင့်လည်းပတ်သက်ပြီးတခုတော့နည်းနည်းပြောရအောင်တရားနာပိဋကခင်ဗျားတို့အယူဝါဒတွေပြောပါတယ်
မင်းဦးလားတရားနာပိသအယူသီးလွန်းလို့ရှေးတုန်းကလင်မယားနှစ်ယောက်သူတို့သမီးလေးပြက်စီးတော့ငိုလိုက်တာယောက်ျားကတော့မိမိပြောင်းပြောင်းဒီထဲမိမလုတဲ့လူကသုတ်တန်သွားပြီးသမီးလေးဂူနာမှာသွားပြီးတော့စားပွဲတောက်ဖွယ်လေးတွေချပြီးတော့သမီးငါသမီးစားရအောင်မေးလာပို့တယ်လေလာစားလဲပါအောင်တော့လားသမီးရဲ့အမေကိုယ်တိုင်လေးပြန်လာပြီးတော့ပြတ်တယ်ပါအောင်တော့လားအလကားပြောတာကိုယ်တိုင်ပြန်သူတက်သေးမှာနေ့စဉ်သွားငိုအဲ့ဒီသုတ်တန်မှာဂူတွေကြားထဲမှာဘိန်းစားတယောက်ကလည်းဘိန်းရှူစရာငွေအပြတ်ဒီမိမလာငိုတော့အကြံပေါက်ရွှေရောင်ငွေပြားတွေကြိုက်ပြီးငါတရားလောက်တာကောင်းအိမ်ပြန်ရွှေရောင်ငွေပြားတွေကြိုက်တရားဝတ်တဲ့နောက်ဝတ်တန်းစားတွေဝတ်ပြီးတော့အဲ့ဒီမိမမလာခဲ့သူကသုတ်တန်ကညောင်မင်းကြီးတက်အဲ့ဒီမိမလည်းရောင်းရောကျွမ်းနဲ့လှုပ်အလိုတင်းမသူတော့ဟောတရားပဲတရားလည်းတရားနာပြီးသင်္ချိုင်းသွားဆင်းငါတရားတေတရားဘယ်ထက်ကတာဝရိနာထက်ကတေတရားမင်းဘာလို့ဆင်းလာဘာလို့ဆင်းရမလဲတဲမိုက်တဲ့လင်မယားသမီးလေးတယောက်ထဲမွေးထားအမလေးလူဝါတော့ကညှို့လို့ဆင်းကြကြည်တော့အခုပြေတော့ထမိန်တော့အင်ကြီးကောင်းတောင်မှချွတ်ယူလိုက်ကြလက်ဝတန်းစားတွေဘာတစ်ခုမှမပါဘူးအခုနတ်ပြည်ရောက်ပြီးနတ်သမီးကြီးရှင်လိုက်တော့တစားပလားမရှိဝတ်စားစရာမပါတာနဲ့မှိုင်းငိုနေလို့ဟဲ့မငိုနဲ့ငါတော့ပြောပေးမယ်ဆိုပြီးရှင်းခဲ့ရဗျာဟောပိုင်လိုက်ပုံတရားမလေးမကြမေးဒါဖြစ်နေပါအိုးမလေးဒီလိုဆိုရင်ကျုပ်သမီးလေးမျက်နှာငဲနေတဲ့နတ်သမီးချင်းမတူလို့ဆိုရင်ကျုပ်အိမ်ပြန်ပြီးယူပါဦးမယ်တရားမင်းခဏနေပါဦးအေးမျက်နှာယူရဲ့အိမ်ပြန်လက်ဝက်လက်စားတွေထုတ်တစ်တာကြီးဖွင့်တစ်တာတောင်ပိတ်ခဲမိဘူးတရားနာပြေးတာအထုပ်ကြီးနဲ့ထွက်လာယောက်ျားလုပ်တဲ့လူကလည်းတရားနာပြေးတာကြီးမရှိသေးဘူးပေါ့မသိသေးဘူးပေါ့ဒီမှာယူလာပြီးတော့တရားမင်းသမီးလေးဒီပစ္စည်းတွေပေးလိုက်ပါဆင်းခဲ့ပါတရားမင်းရဲ့ယူသွားပါတရားမင်းရဲ့ငါတရားတကိုးနဲ့ထားပြခဲ့ပြီးတော့မှတကိုးနဲ့ဆင်ကားထားယူမယ်ပြန်နေတကူနဲ့ယူမှာတဲ့ဝေးတာဆင်းရင်ကိုဟိုကတည်းကဟိုညိဒီညိနဲ့သူကိုကားကြီးဆင်းရမှာကဲဟိုကပြန်သွားအထုပ်ကလေးချထားကြတော့အထုပ်ကလေးယူဒီထဲမိမပြန်သွားလင်လုတ်တဲ့လူကဟောမင်းမိုက်ပါကွာသမီးတစ်တာဖွင့်ထားကိုမီငွေစားတွေလည်းမရှိတော့ဘူးကျွေးတော်ငွေစားတွေလည်းမရှိတော့ဘူးမလေးတော့နဲ့အလကားရမ်းပြီးတော့ပူနေကျွတ်တို့သမီးနတ်ပြည်ရောက်တယ်နတ်ပြည်ရောက်တဲ့အဲ့ဒါတရားမင်းကိုယ်တိုင်ဆင်းလာပြီးတော့သမီးလေးနတ်သမီးချင်းမတူလို့ဝတ်စရာစားစရာမရှိလို့ဆိုလို့ကျုပ်သွားပို့လိုက်ခင်ဟေးမိုက်ပါဟာငါများပြောရောပေါ့သမီးလေးထောင်မနေတာပါရအောင်ဟေးမှားကြတာတွေပြောပါတယ်မဖြစ်ဘူးငါမြင်းနဲ့လိုက်မှဆိုပြီးမြင်းနဲ့လိုက်သွားဟာမြင်းခွာလာကြတယ်ကိုမိမယောက်ျားလိုက်လာပြီရှင်နဲ့မဖြစ်ဘူးဆိုဂူဒီတဲ့ဝင်ပုတ်ဒီထက်တရားနာပြေးသားရင်ဟိုယောက်ျားလုပ်တဲ့လူကညောင်မင်းကြီးမြင်းချီပြီးတော့တရားနာပြေးသားဂူဒီတဲ့လှက်ပါရှာမဖြစ်ဘူးဒီကိစ္စပေါ်တော့ခတ်တော့ပြေးမှဆိုဂူဒီတဲ့ကထွက်ပြေးပြီးဘာပြောကောင်းမလဲဟိုယောက်ျားချီထားခဲ့တဲ့မြင်းမော်လွှားနဲ့ခုန်တက်ပြီးမြင်းနဲ့ဆိုင်တာအပြစ်တင်တယ်ထင်တယ်လားမတင်ဘူးဟာတဲတော်တယ်လားကြာတာဂျော်ဂီပေလို့ဝင်စားတာနဲ့တူတယ်ကြည်တော့မြင်းစီတတ်တယ်မဖြစ်ဘူးခတ်တော့မှဒီမှာတရားမင်းဟောဖြည်းဖြည်းလောက်ပါရောက်မှာပါပဲမာဂျင်နာတစ်ခုမှလည်းစားမရစေတမီးလေးထန်ရောက်လို့ရှိရင်ပြောလိုက်စမ်းမအဖေလို့တဲ့လူကလည်းမြင်းတစ်စီးပေးလိုက်တယ်လို့ကိုင်ကုံရောရှိတာဒီဒီလိုတရားနာပြည်သားဘူးမသိဖမသိနဲ့ထင်မိထင်ရယုံတတ်ကြတဲ့သဘာဝကျုပ်ကခမည်းတော်ကိုးကွယ်နေတဲ့အိမ်ဆောင်နတ်တွေကိုမတထားလို့ပြောတာမဟုတ်ပါဘူးနော်အိမ်ဆောင်နတ်မေတ္တာရှိတဲ့နီးမယုံရင်မှန်ကန်ဟောတတ်တဲ့နတ်ကတော့မေးကြည့်ပါမေတ္တာပုတ်အမြဝေတာအုံးပြီးကြောင်းနဲ့လက်ဖက်ထုတ်တဲ့ကြိုက်တယ်မေးကြည့်ပါဒါဓမ္မဒိဋ္ဌာန်ကြပြောနေတာပါမှန်လားပြိဿကြီးကဲကြည့်လေတခုတကဆောင်နအနာရဘိန်းတစ်သေးကြီးမွဲသွားမွဲဆိုတရားနာပြိဿမြတ်စွာဘုရားကိုတော်မြတ်ကြီးလှူရတာရင်ကြည့်တော့ပုံးကြီးနဲ့စကွဲပဲလှူနိုင်တော့ပုံးကြီးနဲ့စကွဲထမင်းမဲ့လှူနိုင်တော့တဲ့ပြုတ်ဒီလိုပုံးကြီးနဲ့စကွဲထမင်းကိုလှူနိုင်တဲ့အချိန်ဘုရားကိုတော်မြတ်ကြီးကြောင်းတော်ရောက်သွားတော့
တရားတော်တစ်ထေကြီးတဲ့အလူဒါနာများပြုရရဲ့လားမှန်လားပါပြုရပါတယ်ဗျာဘုရားလူကြီးတို့ပြုရတဲ့အလူဒါနာကအရင်တုန်းကလို့မုံမမြတ်မြတ်မပြုနိုင်တော့ပဲနဲ့မှန်လားပါဗျာတပည့်တော်မွဲသွားတာနဲ့ပုံရည်နဲ့ဆက်ခွဲထမင်းသာလှူနိုင်မှာတော့သည်ဗျာဟဲ့တရားတော်တစ်ထေပုံရည်နဲ့စကွဲထမင်းလှူရလို့လေအနည်းငယ်မျှဆိုပြီးအာမလျှော့နေနဲ့အခုအရိယာပုဂ္ဂိုလ်တွေကိုသင်လှူရတယ်အရိယာပန်ကားတွေကိုသင်လှူရတယ်ငါဘုရားကိုယ်တော်မြတ်သည်ဟောဝေလာမပုံနာကြီးဖြစ်စဉ်အခါတုန်းကသာသနာ့ဘအချိန်မှာလှူလိုက်တာတိုင်းပြည်မိโกဒိတ်ချက်ပြုတ်မစားရအောင်တိုင်းပြည်ကိုချက်ပြုတ်မစားရအောင်မိโกဒိတ်လှူခဲ့ဘူးတယ်ထွန်းလုံးထွန်းလွားတွေနဲ့မထွန်ရမထဲရပဲနဲ့ငါဘုရားအလောင်းဝေလာမှာပုံသားကြီးကျွေးတာတွေကိုစားပြီးတော့လာခဲ့ကြရတယ်ဒီလောက်ထိအောင်လှူပေမဲ့လို့အခုသင်လှူရတဲ့အရိယာပုဂ္ဂိုလ်မျိုးတယောက်မှငါမတွေ့ခဲ့ဘူးလို့ဟောဘုရားကိုယ်တော်မြတ်ကဝေလာမတုတ်ကိုဟောပါတယ်ဗျာအဲ့ဒီလိုဝေလာမတုတ်ကိုဟောပြီးတဲ့နောက်ခုနကတကားဆောင်ပြန်ဆက်ကြပါစို့တကဆောင်နတ်ကတရားနာပိသကြည်စံအနာရဝတထေကြီးမွဲပြီအနာရဝတထေကြီးသူချမ်းသာနေတဲ့အချိန်တုန်းကတော့အခုမရသေးလို့ငါစောင့်ပြီးတော့လာခဲ့ဘယ်နဲ့ဂေါရမနဲ့သူတပည့်သားတာဝကတွေလှူဒီအိမ်မှာကြွလာကြတဲ့အချိန်ခါမှာငါဒီသူတို့လာတဲ့အချိန်ခါမှာတကားပေါ်မနေနိုင်ပဲနဲ့အောက်ဆင်းပေးရအလုံးရှုပ်တယ်ဒီဘုရားဂေါရမနဲ့နောက်ကတန်ဃာကြီးကြွလာငါဆင်းပေးရနေရဖဲပေးရဒါကြောင့်တရားနာပိသဘုရားကိုယ်တော်များနဲ့တန်ဃာတွေနေရဖယ်ပေးရတာအလုံးရှုပ်တယ်ဆိုတာလူတွေမအောင်းမေးတာလူတွေအောင်းမေးတာမဟုတ်ဘူးနတ်ကလည်းအောင်းမေးခင်ဗျားတို့တို့ကြီးမှာပေါ့အခုခေတ်တို့ကြီးနေရင်အကောင်းသားတဲ့ဘုန်းကြီးတစ်ပါးကြွလာပစိုးခင်းပေးရစောင်းခင်းပေးရအလုံးရှုပ်တယ်ဒါကျုပ်ကတမန်ကရှံကပြောတယ်မအောင်မင်းနဲ့တပြေလုံးလှဲ့သွားနေတဲ့ဘုန်းကြီးဆိုတော့ဒီလိုလူတွေပေါ်ပြီးကျွတ်တို့တိုင်းပြည်ဝန်းနေစရာတွေဟိုမှာကြည့်နတ်ကြီးမှာပေါ့နတ်ကအပေါ်ဆင်းပေးရလို့တဲ့ဘုရားကိုယ်တော်များနဲ့တန်ဃာတော်တွေ तू မကြည့်ဘူးအဲ့ဒီတုန်းကလည်းတစ်သေးကြီးကဘုံကံမြင့်နေတော့ तू အခွင့်မရလို့မပြောခဲ့မွဲတော်တဲ့အချိန်ခါမှာ तू ရေနဲ့ရဝမ်းကူတော့မှာတဲ့မဖြစ်ဘူးဒီကိစ္စငါပြောမှညအခါမှာအဲ့ဒီတကဆောင်နဲ့ဝင်လာအလိုအယောင်ဝါနဲ့တင်းမသူလုံးတစ်သေးကြီးကမေးအထေကြီးတဲ့ငါသည်လေးခုမြောက်သောတကားမှာစောင့်တဲ့သစ်အိမ်ကနတ်ဖြစ်တယ်။ပင်ကိုဆုံးမတရားရှိလို့တရားစကားပြောတရားရှိလို့တိုင်နာမေပြောပါနားထောင်မှမယ်ဆိုပြီးနားထောင်တဲ့အခိုက်အတန့်မှာသူပါရီပြောလိုက်ပင်အနာရမိန်တစ်ထဲကြီးသည်ဂေါရမတတိတဝကတွေကိုပင်ပြီးအမြဲတစေလှူဒန်းပေးကမ်းပြီးတော့လာခဲ့ရှိတာတွေကုန်ပြီ။အိုစင်လှူနေခြင်းအခါကာလတုန်းကအထေကြီးမလှူနဲ့တင့်မွေးသွားလိမ့်မယ်လို့ငါပြောလိုက်ရင်လေချမ်းသာနေတဲ့အချိန်ဆိုတော့သင်ယုံရင်မှယုံမယ်မဟုတ်လား။အခုအချိန်မှာငါပြောဖို့အခွင့်သင့်လာလို့သင်ဒီယခုကဲတော့ဂေါရမနဲ့တပည့်သားယဟန်တော်တွေလှူလို့ယခုလိုမွဲခဲ့ရဒီထဲတင်းဆက်ပြီးတော့လှူအောင်မယ်ဆိုရင်တနေ့စားစရာမရှိတဲ့အပြင်ငတ်သေးမှတောင်စိုးရင်ရတယ်တထေကြီးခုပင်ပြီးမွေးတဲ့ချိန်ခါမှလည်းလှူတော့မှာပဲလားရှော့ပေါ်လို့အလူဒန်းသားကြောင့်ကိုယ်ဒုက္ခဖြစ်တဲ့လက်တွေ့ကြုံရပြီနဲ့အကျိုးလိုရောင်နဲ့နတ်ကသွားပြီးတော့ပြောလိုက်အနာရဘိန်တထေကြီးရဲ့စိတ်ဓာတ်နော်ဘလောက်ပြန့်ခိုင်တယ်လဲဆိုတော့နတ်ယုံမှာသင်ဩဝါဒဒါပဲလားသင်တရားစကားဒါပဲလားသင်ဆုံးမပေးတာဒါပဲလားငါလိုဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်တွေကိုယ်ကုန်းနေတဲ့ကြည်ညိုနေတဲ့တထေကိုသင်ဖြတ်စည်းလို့ရမလားတလောက်ထီအောင်ယုံမာတဲ့နတ်လှူတာတန်းတာတွေတော့သာဓုမခေါ်ပါပဲနဲ့ငါလှူတဲ့ဒါနကိုလားဖြက်စီးတဲ့သင်စကားနားထောင်ပြီးသင်နောက်ကိုလိုက်လေမလားလို့သင်နောက်မလိုက်တဲ့ပြင်လေသင်လိုနတ်ယုံမှာကိုငါမမြင်ချင်ဘူး
ငါ့အိမ်မှာမနေနဲ့နှင်ထုတ်ပြီလို့ပိဿနာရဝိန်ထေကြီးကနှင်ထုတ်ပါလားနှင်ထုတ်ပြီနှင်ထုတ်တော့ကလေးငယ်လေးတွေနဲ့ဆင်းသွားရသောတာပန်ဖြစ်တဲ့အနာရဝိန်ထေကြီးပြောလိုက်တဲ့စကားဖရာရဲ့တပည့်သားဖြစ်တဲ့အနာရဝိန်ထေကြီးရဲ့စကားကြားရတော့မနေနိုင်ဘူးနတ်ကလေးတွေနဲ့ဆင်းသွားနတ်လည်းကလေးရှိတယ်နော်မှတ်ထားဘောတာလဲပြောတာနတ်ဘာတွေနဲ့ဆင်းသွားတော့သားငယ်သမီးငယ်လေးတွေနဲ့ဆင်းသွားပြီးတော့တရားနာပိဋကကြီးမြို့ဆောင်နတ်သွားပြောတာဒါကဘယ်နတ်ကိုသွားပြောတာမြို့ကိုစောင့်တဲ့မြို့ဆောင်နာမဲနဲ့အကျွတ်နှုတ်ပြီးအနာရဝိန်ထေကြီးကိုဒီစကားသွားပြောပြီးလို့နှင်ထုတ်ပါပြီအဲ့ဒါအနာရဝိန်ထေကြီးပြန်ပြောပေးပါကျုပ်ဗိမာန်ပြက်ပါပြီနေစရာခက်နေပါပြီကလေးငယ်တွေနဲ့ဒုက္ခရောက်နေပါပြီဒါကြောင့်မြို့ဆောင်နာမဲအနာရဝိန်ထေကြီးကိုတောင်းပန်ပေးပါကျုပ်သင်ပဲလို့ပြောအနာရဝိန်ထေကြီးသင်ဖရာကိုယ်တော်များနဲ့တန်ဃာတော်တွေကိုလှူလို့မွဲတာလို့ပြောတယ်တဲ့မိုက်တဲ့နတ်ကြည်စမ်းလောကထုထအတုမရှိတဲ့မြတ်စွာဘုရားကိုလူတင်မကနတ်ပြည်ကတရားတွေနတ်တွေပါဆင်းပြီးမြမာတွေပါဆင်းပြီးကိုးကွယ်နေတဲ့ဘုရားကိုသင်သွားပြီးတော့စော်ကားမိလေခြင်းဘုရားလှူတဲ့ဒါနာကြီးသင်ဖြည့်စည်းလေခြင်းပြောရဘူးထို့နာရဝိန်ထေကြီးသင်ပြစ်ကသိကြီးသင်ပြစ်ကသိကြီးတယ်မပြောရဘူးဆိုတော့မြို့ဆောင်သားကပြောမပြီးတော့တခါစတုမဟာရိတတရထဝုဒုံလကဝုရုပခကုဝေရနတ်မင်းကြီးလေးပါထံသွားပြန်ရောပြိဿနတ်မင်းကြီးလေးပါထံကိုသွားပြီးတော့နတ်မင်းကြီးတို့ကျွန်ုပ်နေစရာမရှိလို့အနာရဝိန်ထေကြီးကိုတောင်းပန်ပေးပါပြန်နေခွင့်ပြုအောင်လုပ်ပေးကြပါနတ်မင်းကြီးတို့သင်ပဲလို့ပြောတော့ဒီလိုဒီအကြောင်းပါပဲသူပြောတဲ့စကားနတ်မင်းကြီးတွေပြောလိုက်တော့တဲ့မိုက်တဲ့နတ်ပဲသင်အပြစ်ကသိကြီးတို့မပြောရဘူးတို့မပြောရဘူးဆိုတော့ဟာအဲ့ဒီနတ်ကလေးလေးတွေပွေပြီးတော့တရားမင်းထံရောက်ပေးသားကြီးဘယ်ရောက်သွားပြန်တရားမင်းထံရောက်တယ်ဒီလိုတရားတော်ပိဋကကြီးတရားမင်းထံကိုရောက်သွားပြန်တော့လေတရားမင်းကဒါနကိုတကယ်အကုပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာတဲ့သောတာပန်ဖြစ်ပြီးအနာရဝိန်ထေကြီးသင်သွားပြောလို့မရတဲ့ပြင်ပြည့်စကားဟာသိမှားပါသဖြင့်ငါကြားလည်းမပြောရဘူးမနာကတရားမင်းမပြောရလို့ရှိရင်နေစရာလည်းမရှိတော့ပါဘူးကလေးတွေနဲ့လည်းဒုက္ခဖြစ်နေပါပြီဒါကြောင့်တရားမင်းဒီတိုင်းဆိုရင်အသက်ရှည်ကြမယ်မဟုတ်ပါဘူးမဲနတ်ကလည်းအသက်မရှိမှတဲ့ကြောက်ဘူးလားပြိဿနောက်တရားမင်းကဟဲ့ဒီလိုလို့ငါအကြံပေးလိုက်မယ်အနာရဝိန်ထေကြီးမှာပြန်မပေးတဲ့ချင်းငါထားတဲ့ကုံတွေထံမှာ18ကလေးရှိတယ်၎င်းနောက်ရေထဲမှာမျောသွားတဲ့ပစ္စည်းတွေက18ကလေးရှိတယ်၎င်းနောက်ပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးရှိတယ်ပြေးသားကြီး18 3လီဘယ်လောက်ပါလဲမင်းက2လီ36ပြောပြီးသားခုတည်းထိ36ကမတက်18လေးလီ54ကလေးဘယ်လောက်တော့မြေသားကြီးအဲ့ဒီ54ကလေးကိုပြန်ရအောင်တင်ပြီးဘန္တာစိုးရောင်ဆောင်ပြီးတော့အနာရဝိန်ထေကြီးအိမ်မှာသွားပြီးတော့အဲ့ဒီ54ကလေးသောပစ္စည်းတွေကိုရအောင်သူ့ပန္တာတိုက်မှာအချီးနှီးဖြစ်နေတယ်ဘာမှမရှိဘူးပန္တာတိုက်ကိုပြည့်စုံအောင်ပြန်လုပ်ပြီးတော့မှငါပြောတဲ့အတိုင်းအဲ့ဒီအနာရဝိန်ထေကြီးကိုသင်တောင်းမှရင်ပြန်နေခွင့်ရလိမ့်မယ်အဲ့ဒီကဲ့သို့တရားမင်းအကြံပေးလိုက်တရားမင်းအကြံပေးတော့ပြန်သွားပြီနတ်သားပြန်သွားပြီးတော့ပန္တာစိုးရောင်ဖန်ဆင်းပြီးတော့အနာရဝိန်ထေကြီးကုံတွေချီးထားလို့ပြန်မရတဲ့ပစ္စည်း18ကလေး၎င်းနောက်တရားနာပြိဿသမုဒ္ဒရာမျောသွားတဲ့ပစ္စည်းက18ကလေးပန်းရှင်မရှိအချီးနှီးဖြစ်မဲ့ပစ္စည်းတွေက18ကလေး54ကလေးကိုရအောင်တရားနာပြိဿဖန်တီးပေးလိုက်ဖန်တီးပြီးဗန္တာတိုက်တည်တဲ့အကုန်ပြည့်တဲ့အချိန်ကြတော့မှသူဒီအနာရဝိန်ထေကြီးအပါကထေကြီးအနာရဝိန်ထေကြီးကျွန်ုပ်ကိုမှတ်မိပါရဲ့လားကျွန်ုပ်ဒီတင့်အိမ်၌4ခုမြောက်သောတကားမှာစောင့်ရတဲ့နတ်ဖြစ်ပါတယ်တို့ဖြစ်ချင်းကြောင့်
သင်တထေးကြီးအားဒါနပြုတဲ့ကိစ္စကိုဖျက်ဆီးလို့ကျွန်ုပ်ဗိမာန်သည်ပြည့်၍သင်တထေးကြီးအိမ်မှထွက်သွားခဲ့ရပါတယ်ဒီလိုထွက်သွားခဲ့ရပါသဖြင့်မြို့ဆောင်နတ်ကလည်းမတောင်းပါရဲ့နမင်းကြီးလေးပါလည်းပြန်မပို့ရဲ့တရားမင်းအကြံပေးချက်အရာဗန္ဒာစိုးရောက်ဆောင်၍ကုံလည်းများထမ်းမှ18ကလေး၎င်းတော့ရေမမြော့သွားတဲ့ပစ္စည်းက18ကလေး၎င်းတော့ပိုင်စင်မရှိတဲ့ပစ္စည်းကပိုင်စင်မရှိတဲ့ပစ္စည်းကပြောင်းပြန်ဒါနဲ့နဲ့ကြားမှုတွေရှိတာပေါ့လေပိုင်ရှင်မရှိတဲ့ပစ္စည်းက18ကလေးဘောင်း54ကလေးကိုဗန္ဒာတိုက်ထဲမှာအကုန်ထည့်ပြီးပါပြီပြစ်မှားမိတဲ့အပြစ်ကိုတရားမင်းကဒီတန်ကိုသင်ခံလို့ဆိုလို့ဒီတန်နေအကုန်ခံပြုတ်လို့ပြီးပါသဖြင့်နေခွင့်ပေးတော်မူပါသထေမင်းကောင်းပြီဆိုပြီးတော့သူ့တကားဆောင်နတ်ကိုအိမ်မှာပြန်ထားတယ်ပြေးသားကြီးသူပြန်နေရရှာပါလားအိမ်ကထွက်ပြေးရတာဘာပြုလို့ဒါနဖြစ်လို့ဒါမြင့်တရားနာမည်လေးပေးထားတာတူတုတ်ပါတယ်ဒါနကိုဖြစ်ဗိမာန်ပြက်ပိဋကဟိုနတ်တောင်မှဒါနဖြစ်ရင်ထွက်ပြေးရသေးတယ်နော်ပိဋကကြီးဒါနဖြစ်တော့နတ်တောင်ထွက်မပြေးရဘူးလားထွက်ပြေးရတယ်ပိဋကကျုပ်စကားအကြီးကျယ်တယ်လည်းမအောင်မြင်ကျမ်းဂန်ကထုတ်ဟောရတာပိဋကဘယ်ကထုတ်ဟောတာတော့ကျမ်းဂန်ကထုတ်ဟောတာကြီးကျယ်တယ်လည်းမအောင်မြင်နဲ့ခင်ဗျားတို့ကကျုပ်ဒီစကားမျိုးနတ်တောင်ထွက်ပြေးရတယ်ဆိုတော့ဘုန်းကြီးကဒါတော့တမင်သက်လှူအောင်ပြောတာပါစကလုံးထွားပါတယ်လို့ကျုပ်များလှရောသားလို့တော့မအောင်မေးလိုက်ပါနဲ့ဗျာကျုပ်ကဘာသာတော့လှရောသားလည်းစကလုံးထွားတယ်ကျုပ်တို့ကကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်တုံကြီးသူတို့ကဆေးတာမပေါက်ရဲဘူးဘယ်တော့ရဲမတုံတရားနာပြေးတာသူတို့ရွာကတကြီးဆေးတံတောက်လာတော့သူတို့ရွာကလူတွေကပြောတယ်လှတော်သားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးချဝင်မှုတ်ကလေးခွေးချီလာတယ်တိုင်းမဲ့ဥလသိမ့်ပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြေးတာဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားကြည်ကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းကစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြည့်တယ်အဲ့လန်းကြမ်းနဲ့မပြောဘူးကြောက်ခင်းစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာတဲ့ဘာဖြစ်လို့တော့ညာလို့ဆိုတော့ကားစီးရတာဟန်မကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမှာဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိတ္တဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကို2ယောက်တည်းမီးရှို့ပြီးတော့စကားပြောတာမီးလှုပ်ရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတခင်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လို့တရားနာပိဋကသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးကွာလို့ဆိုတယ်အလိုလေးကသိပ်သုံးအလိုလေးကွာတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ဆက်ကတ်တော့ဖုံးကြီးအစ်ကိုကွာတဲ့ဖုံးကြီးကျက်သားနဲ့ကတ်တာဒါဖုံးကြီးအစ်တဲ့ကျန်ဖမ်းမှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးရစားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြတာပြောတာစကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီခက်တရားနာပြေတာကိုသူတို့ရှိမှာ
ခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့ကိုကားပေါ်တာတော့ရေပေါ်ထိုးနေတဲ့အတိုင်းပဲလေရေပေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်နေကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲလေကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကောဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါတဲ့တခုမှပြောဘူးမပါပဲတခုမှမပြောဘူးဒီတဲ့စိုင်းနိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းနိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့ဒါပေသူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်နဲ့မပြောဘူးတကယ်လူလေးกว่าဆိုမှဒီတဲ့စိုင်းနိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့စုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့တော့ဟဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲအဲပြေးတာဒီဝလုံးကောင်းနဲ့ဆင်တိုးရစီဝါရေးကြတယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီးအေးကွာတဲ့စီဝါရေးကထားပါတော့အလုတ်ကိုင်းလေးရောဟာတဲ့ငါလူရေးတဲ့အလုတ်ကိုင်းလည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဖို့ကကြီးလာတော့ဘယ်လိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြေတာမင်းတို့ရှိသမားဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထမ်းဆောင်ရကြည်တိုးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထမ်းဆောင်ရတယ်တော့ကွာကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှမဟုတ်ပါဘူးကုံမသိတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကခြိပါသားနဲ့ပခန်းသားဆိုတာကျတို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထိကျုပ်ဆက်ပြောပါပခန်းသားတွေကကျတို့ပကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျတို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးသေးဟောတော့ရှိရဖျားကိုတော်များလေးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါပေတိတရားနာပြေးတာဖះကတကိုးကြီးတဲ့လက်လေးသက်ပြင်မဲ့အရင်တော့ကအဲ့ဒီဖះကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဖះလူခိုးဘူးတယ်ဖះလူချင်းလုံးမဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဖះလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွန်းမှန်ထားတာ14ပိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့အခုတော့တရားနာပြေးတာဟိုမိဂန်တစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းစီကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်သလုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတဲ့ဘဝကျွတ်တို့တိုင်းပြည်တာတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားသခိုးတွေလည်းပေါ်ရတဲ့ဗမာပြည်ကျွတ်တို့ပဲမြမယကူတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသားဖယားကိုကောင်းမှုခြုံပြီးတက်နင်းပေးဘယ်လောက်ဆိုးတော့ဘုဒ္ဓကိုင်းသိပြီးသေချင်းစိုးနဲ့တော့သေကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူတုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါကောင်းသေးလားဖယားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်ဟုတ်သားတော့ဆိုးတယ်မိမဒါတော့ဖယားသခိုးတွေပေါ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဖယားကလေတရားနာပြီးသားဖယားကသာလက်လေးသက်ဗကံကတပ်ပြညုတ်ဖယားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်တယ်လေဗျဖယားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာအဲ့ဒါလေဗျဖ
ဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောတော့နှစ်ပေလေးနဲ့ဟေးတို့ကကျုံသုံးတန်ဝိုင်းနဲ့ပကံတိုင်းသားကွာနှစ်ပေနဲ့ဒီတော့ပကံသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်ပကံသားကွာပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနှစ်ပေနဲ့ကျုံသုံးတန်ဝိုင်းပကံတိုင်းနှစ်ပေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်ပကံသားဆိုတော့မစပ်ဘူးတဲ့ပခန်းသားကလည်းဇဂဒတ်ဆိုတော့မဆက်ရင်နဲ့အဲ့ဒီငရုတ်ချွေးသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့။ဒီလောက်ကကိုးတယ်ပခန်းသား။နောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာ။ဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြည်သားအဲ့ဒီပခန်းကစပြော။ဟေးတို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးကြီးကိုအကောင်900ကွာ။အိုင်ခွေးနဲ့စတယ်ဒီတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးသီးအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြညုတ်ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးလို့အဲ့ဒါခင်ဗျားတို့အနေနဲ့သာရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောကုန်းချခမ်းမလို့ပြောနေမှာခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့ဟဲ့ကလေးအားလုံးရမင်းပဲရွာသားတော့ကျုပ်လှတော်သားလာခဲ့ပြီတော့လာတော့သားရှာနေကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကြုတ်ယိုကျွေးပါမယ်အဲ့ပြီးရောလူကြီးနဲ့ပြောခဲ့ရောကလေးနဲ့ပြန်ပြေးခဲ့ရဒါကြောင့်တရားနာပြေးတာကြုတ်လည်းပဲဒါနဖြစ်စည်းတာလူမပြောနဲ့နတ်တောင်ထွက်ပြေးရတယ်ဆိုတော့အလူကံဖုံးကြီးမို့ငွေရအောင်ဆွဲဆောင်ဟောတာပါစကလုံးထွားတယ်လို့လှတော်သားလူလည်းမထင်လိုက်ကြပါနဲ့တီးပြန်ရောက်ပြီးကျုပ်စကားခင်ဗျားတို့လည်းလိုက်နားထောင်နေတာပဲကျုပ်ကလည်းအနုတန်တွေမရှိကိုစကားမမှတ်ဖဲနဲ့ရှောက်ပြောမိုးလင်းပြီးမှမဟုတ်ကိုင်းဖြတ်ကြအောင်စို့ရှေ့ပိုင်းတရားပါတဲ့အခုဒါနကိုဖြက်ပါတယ်တော့ကျိသသူများလူနေတဲ့ဒါနကိုဖျက်ဆီးတဲ့ခုနှစ်ကတရားနာပိဋကနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိဋကအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဒါနဖျက်ဆီးတဲ့လားမဖျက်ဆီးတဲ့ဘူးလားပိဋကဒါမဖျက်ဆီးသေးလို့ရှိရင်လည်းလက်ပညာဗျာနော်၄မျိုးပြောမယ်နားထောင်ကြည့်သားနောက်ကလက်ချိုးပြီးဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်၄မျိုးပြောမလို့ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှူခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှူမခိုင်းပါသူများကိုတော့အလှူခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှူမခိုင်းပါဘယ်နှမျိုးတို့နံပါတ်1လူမျိုးကိုကျုပ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လှူလို့လည်းပစ္စည်းချမ်းသာသူများအလှူခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိလောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ်ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တဲ့ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းဘူးသူကြသိဟမ်ကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့သူများအလှူမခိုင်းလို့သသမီအချွေရန်ကတယောက်မှမရှိလင်မယား2ယောက်တည်းတစ်စီချောင်းမှတောင်ကြောက်ရရှိဘူး2ယောက်တည်းအဲ့ဒီဆွဲလဲမရှိဘူးကိုယ်သားသမီးမရှိလို့သားသမီးရခြင်းတာညောင်ပင်အောက်သွားသားစုခဏတောင်ကံကောင်းလို့ညောင်ကိုင်းပြီးမသေး
ရဘူးကိုမရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမာတာထောင်လို့ကိုလက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတက်နေလို့ဆွေးတိုက်ဖို့သေးတာပဲဟာမကြဘူးနော်ကိုယ်တိုင်လှူလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူးနံပါတ်3ကျတော့သူများတော့အလှခိုင်းမှရဲ့ကိုယ်တိုင်မလှူဘူးသူများအလှခိုင်းလို့သားသမီးချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှူလို့စားရကမရှိစားကြရမရှိလို့မွဲပါတဲ့ဆိုမှဒီသားသမီးတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမာတာထောင်အကျိုးပဲသူများခိုင်းလို့သားသမီးပေါ်တယ်ကိုယ်တိုင်မလို့စားကြရမရှိကိုယ်ဒါနကိုမသိတော့ကလေးတွေကျိန်တယ်ဒီတော့တည်ရင်းဆုံးနဲ့ပြေကုန်မှာစားရည်ပါလို့ပေါ်တည်ရင်းဆုံးလေးက3စလုံးတော့ကိုစားတယ်အမကြဘူးနော်အပြစ်မတင်နဲ့နော်သူများခိုင်းတယ်လို့သားသမီးတော့ပေါ်တယ်ကိုယ်တိုင်မလှူပဲလို့စားစရာကမရှိဒါနမညီမျှတော့လဲခါမကြကြဘူးပေါ့နံပါတ်3အဲ့ဒါဟောနံပါတ်4ကြပို့ဆိုးသွားပြီကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကျန်ဘဝနဲ့အဲ့ဒါဒီဘယ်မှာများပေါ်တယ်ဆိုကျွတ်တို့မန္တလေးမဟာမြတ်မုနီဘုရားကြီးမြောက်မုံမှာချွင်ခောက်ဆိုတာတော့အဲ့ဒါနံပါတ်4အဆိုးဆုံးပေါ့ကံပြေးသားကြီးလှူတဲ့ပုဂ္ဂိုလ်4မျိုးပြောရအောင်ပြေးသားကြီးနံပါတ်1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်4မြန်မှန်းပြေးသားကြီး1ရဲ့2ရဲ့3ရဲ့4ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1ပဲနံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နိုင်ကိုယ်တိုင်လှူဖို့ကြံတဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုဇပွဲသွားလှူကြည့်ကြစို့ခိုင်းဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားကြမမင်းဒီတရားဟောပြီးတော့အလှခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပိဋကကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဗရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပိဋကဟိုစူပါဟိုက်မှာမိုက်မောင်တွေဆဲကြောင်လက်သေးဆိုတာအဲ့ဒီဇလံမျိုးနော်ဒါဖြတ်ထိုးလေးပြောတယ်ကဲနံပါတ်1ကြရင်နံပါတ်1နဲ့တူအောင်လုပ်ကြကိုယ်တိုင်လည်းသူများနဲ့ခိုင်းပါဗျာနောက်ဆုံးရတယ်ဖြစ်ပါတယ်အိတ်သွန်ဖာမောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရန်ပါလာလဲအမ်းမနေပါနဲ့ဘရုမဒေဝကြီးကြည်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုမဒေဝီကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓကိုကြာပန်းလှူလိုက်တယ်ပထမကြာပန်းလှူပြီးတော့တရားနာပိတာဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနေသူ့ဘာလို့ဖို့တော့မဖြစ်ဘူးတဲ့ပြန်ယူမှတဲ့ဘရုမဒေဝီအလောင်းကပြန်ယူပြီးဟဲလှူတော့လေအလှခန်းနဲ့ပြန်ယူတော့လေပေးတာပဲလှူပြီးသားကြီးပြန်ယူလို့ကောင်းပါဘူးလေဟောနောက်တခါထလှူတယ်ပိဋကအဲ့ဒါကြောင့်ဘရုမဒေဝီမိဖုရားကြီးဖြစ်တော့ပထမဆုံးလှူလိုက်ခြင်းကြောင့်ဘရုံမှာကြာဝင်တဲ့ကရသေးကြီးသမီးဖြစ်လို့ဘယင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘွားအောက်ကကြာပွင့်နေခံလဲပထမလှူလို့ဥပစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့တန်း900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပိတာကြာပွင့်မခံတော့ဘူးတဲ့ပြုနောက်တန်း900ကမိဖုရားတွေကြုတ်ထဲထည့်ပြီးလွှတ်လိုက်တော့ဘယင်းကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာကဒီသားများသည်ဘရုံမဒေဝီနဲ့သင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဘရုံမဒေဝီမိဖုရားကြီးကိုပြန်ခေါ်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တဲ့အဲ့ဒါပြန်ပြီးထလှူတာကိုစေတနာသုံးတာနော်ဒီမပိဋကကြီးဟိုပြန်လှူတော့အလဲစေတနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ပြေးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ခင်ဗျားတို့ကအောက်မေ့မှာမနေ့ကလှူတာတပည့်တော်တို့ပြန်မယူပါဘူးဗျာလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်နဲ့ငါးကြတန်နှိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမဲ့အစိတ်တန်ပါလာတော့ငါးကြလှူပြီး20ပြန်ယူသွားတာမလီတော့ဘုန်းကြီးဘာတွေလျှောက်ပြောတော့မအောင်မင်းနဲ့ဒီနေ့နောက်ဆုံးညအများကြီးရအောင်ပြောရတာဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်လှူတာက9ကြဆိုတော့9ကြလှူပြီးတော့20ပြန်ယူသွားတယ်ဘရုံမဒေဝီတတိပြုပေါ့ကဲခစ်တရဆိုင်လို့ဟာပတိုင်းပေးမယ်ဗျာအာကြားနေရော
ဒီနေ့တော့အတော်လေးလည်းမရသွားပါနဲ့နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့ပဝါလေးပါလေးမပါရင်လည်းအိမ်ပြန်ယူထားကြအောင်ပေါ့ခေါ်ရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်ဗဗရေနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟောခင်မိမိတို့တတ်ဆွမ်းသမျှလွယ်လေးတကူပါလာလို့ရှိရင်ဖြင့်နံပါတ်1ကိုရအောင်ယူ၍အလဲစေရနာပြတ်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြပဲနဲ့အိတ်ထောင်နဲ့နှိုက်လိုက်သောခါပါသမျှမအမ်းမဲနဲ့မဲလာအလှကဘုံကြီးဆိုတော့လေကျိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း